ရည်ရွယ်ထားတဲ့ချောနမအကြောင်းကိုလူတွေဝိုင်းပြီးပြောပြကြတယ်တတိကခဏလောက်နားထိုင်လိုက်ချင်တယ်ပြောပြတဲ့လူတွေကိုမုန်းလိုက်ချင်တယ်မယုံဘူးွယ်ကောင်းမလေးကရည်စားများတယ်လူတကာအသေးလေးလက်ပတ်ခွဲတယ်အမလေးကြောက်စရာလန့်စရာမင်းရဲ့အကြောင်းတွေပဲပြောပြတဲ့လူတွေကယူသွားပါမယ်မယုံဘူးွယ်